ထိုင်းမြန်မာနယ်စပ်အခြေစိုက်တအောင်းကျောင်းသားနဲ့လူငယ်များအစည်းအရုံးကဒီစာတမ်းကိုထုတ်ဝေဖြန့်ချီတာနဲ့တပြိုင်တည်းစာတမ်းနဲ့ပတ်သက်တဲ့သတင်းစာရှင်းလင်းပွဲလည်းပြုလုပ်ခဲ့ပါတယ်။စာတမ်းထဲမှာပါတဲ့အဓိကကျွန်တော်တို့မိမောင်းထုတ်ပြခြင်းတဲ့အချက်ကပါလဲဆိုတော့ကျွန်တော်တို့အခုနိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေကလည်းကျွန်တော်တို့စတင်ပြီးတော့အများကြီးဝင်ရောက်လာတယ်ပြီးတော့ကျွန်တော်တစ်ဆက်တည်းမှာပဲကျွန်တော်အပြောင်းလဲဆိုတဲ့ဟာကြီးကိုတစ်ကမ္ဘာလုံးကပြောနေကြတယ်ဆိုအပြောင်းလဲဆိုတာဘာလဲကျွန်တော်တို့အတွက်ရပါလဲဒီသူများအတွက်ရပါလဲဆိုတဲ့ဟာကိုကျွန်တော်တို့ပြချင်တယ်ပေါ့နော်ကျွန်တော်တို့ဒီအပြောင်းလဲဆိုတာကကျွန်တော်တို့အခုလက်ရှိရန်ကုန်မန္တလေးဒီနေပြည်တော်လောက်ပဲကျွန်တော်တို့အပြောင်းလဲဆိုတာဟိုကျွန်တော်တို့တွေ့နေရတယ်ကျွန်တော်တို့ဒီတိုင်းရင်းသားဒေသမှာအခုအရင်တော့လိုပဲဖြစ်နေတယ်ဆိုအရင်တော့ထက်တောင်ပိုဆိုးတဲ့အခြေအနေတွေရှိနေတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့အဓိကပြချင်တာပေါ့နော်တကယ်လို့ပြန်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီဖွံ့ဖြိုးရေးစီမံကိန်းတွေကြောင့်ဒေသခံပြည်သူလူထုအတွက်ကကျိုးမြတ်တစုံတရာမှလည်းမရှိဘူးတပြိုင်နက်တည်းမှာလည်းလူထုတွေကဒီအဓိကဒီဆိုကြလူခွေချိုးပေါမှုကိုပဲခံစားနေရတဲ့ပိုင်းတွေရှိတယ်လက်ရှိမြန်မာနိုင်ငံအခြေအနေမှာဝင်ရောက်လာမဲ့ရင်းနှီးမြှုပ်နှံသူတွေကိုဒေသခံပြည်သူလူထုတွေရရှိမဲ့ကောင်းကျိုးဆိုးကျိုးတွေကိုသိရှိစေပြီးဒေသခံတွေရဲ့သဘောတူညီမှုကိုလည်းအလေးထားစေချင်တယ်လို့စာတမ်းပြုစုတဲ့တအောင်းကျောင်းသားနဲ့လူငယ်အစည်းအရုံးကပြောပါတယ်ကျွန်တော်တို့ဒီတအောင်းလူငယ်အနေနဲ့ပြောချင်တာကတော့ဒီကနေ့ပေါ့နော်ကျွန်တော်တို့ဒီကြီးမားတဲ့ဖွံ့ဖြိုးရေးစီမံကိန်းတွေကြောင့်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီတအောင်းပြည်သူလူထုတွေအများကြီးဒီစီမံကိန်းရဲ့ဆိုးကျိုးကိုခံစားနေရတယ်ဥစားတစ်ချက်ကိုကျွန်တော်တို့ဒါထုတ်ဖော်ခြင်းနဲ့ဒီပြန်တဲ့ထက်မှာလည်းအခုလက်ရှိကမြန်မာနိုင်ငံပြည်ပပြောင်းလဲမှုရှိနေပါတော့လည်းပဲကျွန်တော်တို့ဒီရှမ်းပြည်နယ်မြောက်ပိုင်းမှာဆိုရင်စစ်ပွဲတွေရောပြီးလို့ရှိရင်နောက်ထပ်ဒီစစ်ပွဲတွေအပြင်ဒီစီမံကိန်းတွေရဲ့လုံခြုံရေးကြောင့်စစ်တပ်တွေအများကြီးတိုးချဲ့လာတာကိုကျွန်တော်တို့ဒါနိုင်ငံတကာသိအောင်ကျွန်တော်တို့ဒါထုတ်ဖော်ပြပြခြင်းနဲ့ပိုင်းနေရှိတယ်နောက်ထပ်ကျွန်တော်ထပ်ပြောချင်တာကတော့အခုလက်ရှိကဒီ sanction နဲ့ပတ်သက်ပြီးတော့နိုင်ငံတကာမြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီးတော့လာလုပ်ဖို့အစီအစဉ်တွေအများကြီးရှိတယ်ဆိုတော့ဒီလိုလုပ်မယ်ဆိုရင်ကျွန်တော်တို့အခုလက်ရှိကကျွန်တော်တို့ရှမ်းပြည်ဒေသအဘက်မှာတိုင်းဒေသဒေသအဘက်မှာဖြစ်ပျက်နေတဲ့ဒီစီမံကိန်းတွေကြောင့်ပြည်သူလူထုတွေဘယ်လောက်ထိခံစားနေရတဲ့ဆိုးကျိုးတွေအရင်ကြည့်ပြီးမှပဲဒီစီမံကိန်းတွေပေါ်မှာပြန်လည်စဉ်းစားသုံးသပ်ပေးဖို့ကျွန်တော်တို့ပြောချင်တယ်ဒီ KNA နဲ့ဒီအပိကရဆရေးသဘောတူညီခဲ့တယ်ပြီးတော့ပြန်ပြီးတော့နောက်ထပ်နှစ်အကြာမှာပဲပြန်ပြီးတော့တိုက်ပွဲဖြစ်နေဆိုလိုချင်တာကျွန်တော်တို့ဒီ ceasefire တွေကိုလည်း agreement တွေလည်းကျွန်တော်တို့ကမယုံကြည်ဘူးပြီးတော့အခုလက်ရှိဖြစ်နေတဲ့အပြောင်းလဲတွေလည်းကျွန်တော်တို့မယုံကြည်သေးဘူးအဲကြောင့်မလို့ကျွန်တော်တို့ကတများလိုမျိုးဒီအထဲဝင်ဖို့စကားအဲ့လိုဟာတွေလည်းမရှိသေးဘူးကျွန်တော်တို့အခုလက်ရှိအရင်တော့အတိုင်းပဲကျွန်တော်ဆက်ရှိနေတယ်ဒါကျွန်တော်ရဲ့ position ပါစာတမ်းကိုပရိပက္ခလောင်စာများလို့အမည်ပေးထားသလိုစာတမ်းထဲမှာလည်းပရိပက္ခဖြစ်စေတဲ့ပြဿနာအရင်းမြစ်တွေဖြစ်တဲ့ရွှေလီရေကာတာစီမံကိန်းတစ်ထုတ်လို့ရေးစစ်တပ်တိုးချဲ့မှုများရေနံနဲ့တဘာဝဓာတ်ငွေ့စီမံကိန်းတို့ကိုအသေးစိတ်ရှင်းလင်းထားပြီးပရိပက္ခတွေကနေရှောင်တိန်နေတဲ့အချက်တွေနဲ့တိုက်တွန်းတောင်းဆိုချက်တွေကိုရေးသားဖော်ပြထားပါတယ်။ကျွန်မခင်မင်းစောပါရှင်။